ဒီတယောက်ကဘာလို့ဖိနက်တစ်ဖက်ကိုချွတ်ပြီးစားပွဲထိုးကိုပေးနေရတာလဲလို့တချို့ကမေးကြပါတယ်ဖိနက်မချွတ်ရင်ဘီယာမတိုက်ဘူးလားဟုတ်ပါတယ်တကယ်ပဲအဲ့ဒီလိုပါပဲဒါကလူကိုတမင်တက်တက်နှိပ်စက်နေတာပဲလို့တင်ပြောကောင်းပြောနိုင်ပါတယ်ဒါပေမဲ့တကယ်မှန်တရားကတော့မတက်တာလို့လုပ်ရတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်ပကြီးယန်နိုင်ငံမှာရှိတဲ့ဒီဘားမှာ Max လို့ခေါ်တဲ့နာမည်ကြီးဘီယာတစ်မျိုးရှိပါတယ်သူ့ရဲ့အဓိကထူးခြားချက်ကဘီယာကြောင့်မဟုတ်ပဲဘီယာထဲတဲ့ဖန်ခွက်ကြောင့်ဖြစ်ပါတယ်ဒီဖန်ခွက်ရဲ့ပုံတန်ထန်ကအရန်ထူးခြားပြီး19ရာစုတုန်းကမြင်းလဲမောင်းသမားတွေအတွက်တီးတန့်ဒီဇိုင်းထွင်ပေးခဲ့ရဖြစ်ပါတယ်ဖောက်တီတော်တော်များများကတကယ်တော့ဒီဖန်ခွက်ကိုသဘောကျလို့လာကြတာပါဒါပေမဲ့ပြဿနာကဘီယာတစ်ခွက်ကို9ယူရိုသာကျတင်ပြီးဒီလိုဖန်ခွက်မျိုးရဲ့ဈေးကွက်ပေါက်ဈေးကတော့90ယူရိုအထိမြင့်တက်နေတာဖြစ်ပါတယ်ဒါကြောင့်ဖောက်တီတော်တော်များများကဘီယာတောက်ပြီးတာနဲ့ဖန်ခွက်ကိုခိုးယူသွားတတ်ကြပါတယ်အရှုံးပေါ်တာကိုရှော့ချဖို့အတွက်ဘားကအစပိုင်းမှာအာမခံကြေးကောက်ခံခဲ့ရသေးတယ်ဒါပေမဲ့အာမခံကြေးအများကြီးကောက်မြင်လူမလာတော့ပဲနင်းနေပဲကောက်ရင်လည်းဖန်ခွက်ခိုးတဲ့သူတွေကိုမတားဆီးနိုင်ခဲ့ပါဘူးဒါကြောင့်ဘားကနေဖိနက်ကိုအာမခံပစ္စည်းဖြစ်ထားရမယ့်ထူးဆန်းတဲ့နေလန်းကိုစဉ်းစားမိခဲ့တာဖြစ်ပါတယ်စားပွဲထိုးကတင်းဖိနက်ကိုချင်းတောင်းရဲထည့်ပြီးမျက်နှာချက်ပေါ်ဆွဲတင်ထားမှာဖြစ်ပါတယ်တင်းဘီယာတောက်လို့ပြီးလို့ဖန်ခွက်ကိုပြန်အပ်တဲ့အခါမှာဖိနက်ကိုပြန်ချပေးမှာပါတကယ်လို့တင်းကဖန်ခွက်ကိုမတော်တဆခွဲမိရင်လည်းတန်မိုးတိုင်ရော်ကြေးပေးပြီးဖိနက်ကိုပြန်ယူနိုင်ပါတယ်အကယ်၍တင်းကလုံးဝမလျော်ဘူးဆိုရင်လည်းဆိုင်အင်္ဂါတင်းကိုအကြက်ကင်မှာမဟုတ်ပါဘူးဒါပေမဲ့အဲ့ဒီဖိနက်ဖက်ကိုတော့ဘယ်တော့မှပြန်ရဖို့မတွေးပါနဲ့တော့